ပရိသတ်ကြီးຫນွေအကုံမိုးအကူရာသီပြောင်းတဲ့အချိန်ဟာမိသားစုတိုင်းအယမ်းသတိထားရမယ့်အချိန်ဆိုတာသိပါသလားအပူချိန်အတက်အကျကျန်းတာဆိုထိုင်းဆများတာတွေကြောင့်ကလေးငယ်တွေနဲ့တက်ကြီးရွယ်ဦးတွေမှာယောဂတွေအလွယ်တကူဝင်ရောက်နိုင်ပါတယ်အဓိကသတိထားရမှာကတော့ကိုယ်ခံအားကျပြီးဖြစ်တတ်တဲ့တုပ်ကွေးနဲ့အေးမိဖျားနာတာတွေပါဒါအပြင်မိုးရွာလို့ရေတင်တဲ့နေရာတွေကနေသွေးလွန်တုပ်ကွေးဖြစ်စေတဲ့ခြင်တွေအများကြီးပေါက်ဖွာလာတတ်သလိုရင်ကောင်းတွေပေါ်လာလို့ဝမ်းပြက်ဝမ်းလျှောယောဂတွေလည်းအဖြစ်များပါတယ်ရာသီဥတုဆိုထိုင်းလာလို့အရေပြားမှုန်ဆွဲတာရားနာတာတွေနဲ့ကူးဆက်လွယ်တဲ့မျက်စိနာယောဂတွေကိုလည်းဂရုစိုက်ရပါမယ်နောက်တစ်ခုကမိုးဦးကြပေမဲ့နေ့လယ်ဘက်တွေမှာပူပြင်းနေသေးလို့အပူရှက်တာ heat stroke ကိုလည်းလုံးဝပေါ့ဆလို့မရသေးပါဘူးဘလို့ကာကွယ်ကြမလဲရေကိုကြိုချက်တော့ပါခြင်မကိုက်အောင်နေပြီးရေဝတ်တဲ့နေရာတွေကိုရှင်းလင်းပါအစားအသောက်တွေကိုရေမနာအောင်ဖုံးအုပ်ပြီးလက်ကိုမကြာခဏစီကြောပေးပါကိုခန်းအားကောင်းအောင်အိပ်ရီဝဝအိပ်ဖို့လည်းမမိပါနဲ့တဲမိသားစုဝင်တွေနဲ့ချစ်ခင်ရကူတွေအားလုံးယာဒီတောက်ကွေးနဲ့အခြားယောဂဗျာတွေကနေကင်းဝေးစေဖို့ဒီဗီဒီယိုလေးကိုအခုပဲ share ပြီးကျမ်းမာရေးသတိပေးလိုက်ပါအောင်နော်အားလုံးပဲဘေးကင်းကျမ်းမာကြပါစေ